ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုတိတ်တဆိတ်တက်ပြစ်နေတဲ့အကျင့်လေးခုကဘာတွေလဲတေချာတာကတော့အဲ့ဒီအကျင့်တွေကအရင်တော့ကြားဘူးနေကြအကျင့်မျိုးရှေးဖို့တတိယရှိနေတဲ့အကျင့်မျိုးတွေတော့မဟုတ်သူတို့တွေကအခုလက်ရှိခေတ်တကယ် modern ခေတ်မှာရင်ဆိုင်နေရတဲ့ပြဿနာတွေ very modern struggle တွေသူတို့တွေကဘာတွေလဲနံပါတ်1ကနောက်ခံဆူညံတန်တွေ background noise ကျွန်တော်ဆိုရင်အများနဲ့တစ်ခုမဟုတ်တစ်ခုဖွင့်ထားလေးရှိတယ်ကားမောင်းနေတဲ့အချိန်ဆိုရင် podcast လေးဖွင့်ပြီးနားထောင်နေတယ်စားလေးတောင်းနေတဲ့အချိန်ဆိုရင် YouTube ဖွင့်ထားတယ် Netflix ဖွင့်ထားပြီးတော့ email တွေပြန်တယ်အဲ့ဒါမှတစ်ခုမဟုတ်တစ်ခုနားထောင်နေရင်လည်းကြည့်နေရင်လည်းအိတ်သွားတတ်ကိုယ်အတွင်းထဲကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုတာမရှိသလောက်ပဲကိုကတော့ဒီလိုလုပ်နေရတယ်လို့မှန်တယ်လို့ထင်ခဲ့မိရပဲဒီလိုမျိုးလုပ်နိုင်မှ efficient ဖြစ်မှာအထီရောက်မှုရှိမှာလို့ထင်နေခဲ့တာပြီးတော့ဘာအန်ရမှမရှိပါဘူးလို့လည်းထင်ခဲ့မိသေးတယ် harmless သိတယ်မလားစားနေတောင်းနေတဲ့အချိန်မှာတော့ငါတင်ယူလေးလာနေရပါပေါ့နော်တိုးတက်နေတာပါပေါ့ဘာအန်ရမှမရှိပါဘူးပေါ့တကယ်တမ်းကျတော့ဘယ်ဟုတ်မလဲအန်ရအရန်ရှိတာပေါ့ကျွန်တော်တို့ကတစ်ခုမဟုတ်တစ်ခုကိုအမြဲတမ်းဖွင့်လာတဲ့အခါကျတော့ကိုယ့်အတွင်းထဲကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုတာမရှိတော့ကိုယ့်အတွင်းထဲကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုတာမရှိတော့ရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အုံနောက်ထဲက default mode network လို့ခေါ်တဲ့အစိပ်ပိုင်းလေးတစ်ခုကအလုံးမလုံးတော့ကျွန်တော်တို့အုံနောက်ထဲမှာ default mode network လို့ခေါ်တဲ့အစိပ်ပိုင်းလေးတစ်ခုရှိတယ်။သူကဘာတွေလုပ်ပေးလဲဆိုတော့ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကိုစူးစီးပေးတယ်။မှတ်မိတဲ့အရာတွေကိုကြာမှတ်မိနေအောင်လုပ်ပေးတယ်။ short term memory ထဲမှာရှိနေတဲ့ data တွေကို long term storage ဘက်ကိုပို့ပေးတာပေါ့နော်။ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလည်းစီမံဆောင်ရွက်ပေးတယ်။ emotional management အုံနောက်ထဲမှာလည်းအာယုံကြောလမ်းကြောင်းအသစ်တွေကိုဖန်တီးပေးတယ်။ neural pathway အသစ်လေးတွေကိုဖန်တီးပေးတာပေါ့နော်။ဒါပေမဲ့ default mode network ကဘယ်အချိန်ကြောင့်မှအလုံးလုံးတယ်လဲဆိုတော့အုံနောက်ကဘာမှလုံးမနေတော့ဘဲနဲ့တိတ်ဆိတ်နေတဲ့အချိန်ကြောင့်မှအလုံးလုံးတယ်။ဟိုဒီစိတ်ကူးရင်နေတဲ့အချိန်တွေ brain ပေါက်ကငေးကြည့်နေတဲ့အချိန်တွေဒါမှမဟုတ်တိတ်ဆိတ်လေးထိုင်နေတဲ့အချိန်တွေအဲ့လိုအချိန်မျိုးတွေကြာမှ default mode network ကအလုံးလုံးတယ်။ဒါပေမဲ့ကျွန်တော်တို့ကကိုယ့်ခေါင်းထဲကိုတစ်ခုမဟုတ်တစ်ခုအချိန်ပြည့်ထည့်နေတဲ့အခါကျတော့ default mode network ကအလုံးလုံးချိန်မရှိတော့ဘူး။အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ original idea တွေထွက်မလာတော့ original idea တွေထွက်လာနိုင်တဲ့အချိန်တိုင်းမှာကိုရီးယား YouTube ဒါမှမဟုတ် Netflix ဒါမှမဟုတ် podcast တခုခုကနေပြီးတော့အတန်တွေကိုအများအားကြားနေအောင်လုပ်ထားမိတာ။ရေချိုးနေရင်လည်း idea ပေါ်လာတယ်ဆိုရဲစကားကြားဘူးရမလား။အဲ့ဒါက default mode network ကြောင့်ရေချိုးနေတဲ့အချိန်မှာကျတော့ကိုယ်နဲ့ကိုယ်အတွင်းနဲ့ပဲရှိတော့တာအဲ့လိုအချိန်မျိုးဆိုရင် default mode network ကထပြီးတော့အလုံးလုံးအဲ့ဒါကြောင့်မို့လို့ပဲစိတ်ကူးအသစ်တွေ idea အသစ်တွေထားပြီးတော့ပေါ်လာတတ်တယ် default mode network တာအလုံးမလုံးဘူးဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဖြစ်သွားမယ် Sometimes I think and then I forget တခုရှိရတော့ဒီချင်းဖျောက်လို့ခက်တယ်ဆိုတော့ကျွန်တော်လည်းသိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပါတာပေါ့ကျွန်တော်ဆိုရင်ဒီ YouTube ကအတန်နဲ့ Netflix တို့ Spotify တို့ကထွက်နေတဲ့အတန်တွေကိုဆိုရင်ကျွန်တော် live က soundtrack တွေလို့တော့ကျွန်တော်တင်စားသေးတာအခုဒီတစ်ပိုင်းကိုရေးနေတဲ့အချိန်တော့တချင်းတောင်ဖွင့်ထားသေးတယ်တချင်းရဲ့နာမည်ကစာပါလီအဲ့ဒီတပုတ်ပြီးသွားတဲ့ခါကျတော့ Messi Star ရဲ့ Fade Into You ပြီးသွားတဲ့ခါကျတော့ Nora Jones ရဲ့ Come Away With Me ဆိုတော့ပြောလို့တာကျွန်တော်တို့ကအရန်အချင်းဖြစ်နေပြီးသားဆိုရင်တော့တနေ့ကိုနည်းနည်းချင်းစီကနေစလုပ်ကြည့်တာပဲပိုကောင်းပါတယ်တေးလေးတွေကစတာပေါ့နော် start small တနေ့ကိုနိုင်ဝက်လောက် me time ဆိုပြီးတော့ schedule လုပ်လိုက်ပြီးရင်အဲ့ဒီနိုင်ဝက်မှာဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထိုင်နေလိုက်ဟိုတွေးဒီတွေးနဲ့ရှောက်စဉ်းစားနေဟိုကြည့်ဒီနဲ့ရှောက်ပြီးတော့ငင်းနေကို့အတွေးနဲ့ပဲကိုနေလိုက်တရားတွေဘာတွေလည်းမထိုင်နဲ့စာတွေဘာတွေလည်းမဖတ်နဲ့တရားထိုင်တာတို့စာဖတ်တာတို့လုပ်လိုက်တယ်ဆိုရင်ကိုက focus mode ထဲရောက်သွားလိမ့်မယ်အဲ့ဒါကြောင့်ကိုကဒီတိုင်းပဲဟိုစဉ်းစားဒီစဉ်းစားဟိုတွေးဒီတွေးစိတ်ကူးတွေရင်နေလိုက် day dreaming လုပ်နေလိုက်အဲ့ဒါကောင်းတယ်အရေးအကြီးဆုံးကတော့သိတယ်မလားရည်ရွယ်ချက်ရှိနဲ့ဖွင့်ထားတဲ့နောက်ခံအတန်တွေရှိမနေဖို့ပါပဲအဲ့ဒါမှပဲ default mode network ကအလုံးလုံးခွင့်ရှိပြီးတော့ original idea တွေထွက်လာမယ်ကိုယ့်ရဲ့ creativity ကပြန်ကောင်းလာဒါပေမဲ့ default mode network ကိုအနှောက်အယှက်ပေးနေတဲ့နောက်ထပ်အကျဉ်းစိုးကြီးတစ်ခုရှိတယ်အဲ့ဒါကတော့ filling the gap ပဲ gap filling ပေါ့နော် gap filling ကကြတော့အချိန်ပိုလေးနည်းနည်းရှိသွားတာနဲ့အဲ့ဒီအချိန်ပိုလေးမှာတစ်ခုခုလုံးမယ်ဆိုပြီးတော့အလုပ်တစ်ခုခုတာဝန်တစ်ခုခုကိစ္စတစ်ခုခုနဲ့ချက်ချင်းအစားထိုးပြီးတော့လိုက်ဖြည့်တတ်တဲ့အကျင့်မျိုးအဲ့ဒါ gap filling အကျင့်ဒီအကျင့်ကရေနွေးချိုနေတာ9မိနစ်လောက်ကြာမယ်ဆိုရင်အဲ့ဒီ9မိနစ်အတွင်းမှာ
ုန်းသုံးနေလိုက်တာမျိုးမီတင်က10မိနစ်လောက်စောပြီးရဲဆိုရင်ကိုပဲအဲ့ဒီ10မိနစ်လောက်အတွင်းမှာတခြားအလုပ်တစ်ခုခုထပ်လုပ်ဖြစ်တာမျိုး email တွေပြန်လာတော့ဒါမှမဟုတ် post 3-4ခုလောက်ပြစ်တင်လိုက်တာမျိုးပေါ့ကိုယ့်ရဲ့အချိန်ကိုနည်းနည်းလေးတောင်အလွတ်မခံဘဲနဲ့လွတ်သွားတဲ့အချိန်တိုင်းမှာတခြားကိစ္စတွေတခြားတာဝန်တွေနဲ့လိုက်ဖြည့်နေတတ်တာတကယ်တော့အဲ့ဒီအချင်းဟာမကောင်းကိုယ့်ရဲ့အုံနောက်ကိုလုံးဝအနာမပေးဘူးအဲ့လိုလုံးနေမှ productivity ကောင်းတာအဲ့လိုလုံးနေမှ efficient ဖြစ်တာဆိုပြီးတော့ဆွတ်လုပ်နေတယ်တကယ်တော့အဲ့ဒါ efficiency trap ပဲ productivity ရဲ့ထောင်ချောက်တစ်ခုပဲသူကရှိလာတဲ့အချိန်ပိုလေး4-50မိနစ်လောက်ကိုတော့မှဒါဟာ productivity အတွက်အခွင့်ကောင်းတစ်ခုပဲ opportunity တစ်ခုပဲလို့ယူဆနေတာမျိုးတကယ်တမ်းကျတော့ကျွန်တော်တို့အုံနောက်နဲ့ကျွန်တော်တို့ရဲ့ biology ကကြတော့အဲ့လိုမျိုးအလုံးမလုံး default mode network ကအဲ့ဒီအချိန်ကို4-50မိနစ်အတွင်းမှာထပြီးတော့အလုပ်လုပ်တာ default mode network အတွက်ကအချိန်ပိုလေးတွေရှိဖို့လိုတယ် gap လေးတွေရှိဖို့လိုတယ်အဲ့လိုဆိုတော့ဘယ်လိုလုပ်ရမလဲကိုကအချိန်ပိုလွတ်သွားတိုင်းတစ်ခုခုနဲ့အစားထိုးတာအရင်အကျင့်ပါနေပြီးသားဆိုရင်3မိနစ်ကနေစလုပ်ချက်ချင်းနောက်ထပ်အလုပ်တစ်ခုကိုမလုပ်သေးဘဲနဲ့3မိနစ်ဆောင်အဲ့ဒီ3မိနစ်ကကိုယ့်ရဲ့ DMN time ပေါ့နော်အုံနောက်ကိုသူ့ဟာနဲ့သူ background မှာလှုပ်ရှားရှိတာတွေလုပ်နိုင်အောင်အခွင့်အရေးပေးလိုက်ဒါမှပဲသူကလည်း short term memory တဲ့ data တွေကို long term storage ဘက်ကိုပို့ပေးနိုင်မယ်အဲ့လာမှပဲအာဟာဆိုပြီးတော့ idea အသစ်တွေထွက်လာမယ်အလုပ်အသစ်တစ်ခုကိုချက်ချင်းမလုပ်နဲ့လွတ်သွားတဲ့အချိန်လေး3-5မိနစ်အတွင်းမှာနောက်ထပ်အလုပ်တစ်ခုနဲ့ချက်ချင်းအစားထိုးမဲ့ဆိုတာမျိုးမလုပ်နဲ့အုံနောက်ကို3မိနစ်လောက်အနာပေးထားလိုက်ဒါပေမဲ့ default mode network နဲ့ပတ်သက်လာရင်ကြောက်စရာတစ်ခုရှိသေးတယ်ကိုတယောက်တည်းကြောက်တဲ့ကိစ္စမျိုးတော့မဟုတ်လူတိုင်းလွယ်လွယ်ကိုကြောက်ကြအဲ့ဒီကိစ္စကဘာလဲဆိုတော့ကိုမကောင်းပြောတတ်တဲ့အချက်ကိုနဲ့ကိုအတွေးနဲ့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာကြတော့ကိုခေါင်းထဲကိုပြန်ဝင်လာတတ်တဲ့အတွေးတော်တော်များများအတိတ်ကအကြောင်းရတယ်နောက်သားရစရာတွေအားမလို့အားမရဖြစ်ရတာတွေဒေါသထွက်ရတာတွေအဲ့ဒီကိစ္စမျိုးတွေကပြန်ပြီးတော့ပေါ်လာတတ်အဲ့လိုပေါ်လာတတ်တဲ့အတွက်ကြောင့်ပဲလူတော်တော်များများကိုအတွေးနဲ့ကိုတယောက်တည်းတိတ်လေးမနေရဲကြဘူးအဲ့ဒါကြောင့်နံပါတ်4ကကိုမကောင်းပြောတတ်တဲ့အချက် negative self talk အဲ့ဒီအကျင့်ကိုဖျောက်ပြရရှော့ချနိုင်တယ်များရှော့ချကိုမကောင်းပြောတတ်တဲ့အကျင့်ဟာကိုယ့်ရဲ့ confidence တွေမကဘဲနဲ့ကိုယ့်ရဲ့ creativity ကိုပါထိခိုက်ကိုလက်ရာကိုကြည့်ပြီးတော့တိတ်မစွန်ပါဘူးကွာလို့ခဏပြောတတ်တွေးတတ်တာမျိုးပေါ့ကိုလက်ရာကလည်းတကယ်မစွန်လို့တခါလေးမှကြည့်ပြီးတော့မစွန်ပါဘူးလို့တွေးမိတာအကြောင်းမဟုတ်ဒါပေမဲ့ခဏတွေးပြတယ်အများအားတွေးပြတယ်ဆိုရင်တော့မကောင်းပြဿနာရှိတယ်ကိုယ့်ရဲ့ဖန်တီးခြင်းစိတ်တွေလျော့လာလိမ့်မယ်အဲ့ဒါကြောင့်ဒီအကျင့်ကိုလည်းသတိထားပါကိုမကောင်းပြောတဲ့အတွေးတွေပေါ်လာပြီးဟေးဆိုရင်အဲ့ဒါကိုသတိထားကြည့်ပြီးတော့တခြားအတွေးတွေနဲ့အစားထိုးဒါပေမဲ့တစ်ခုရှိတာတော့ကိုကမနဲ့မိုးလင်းနဲ့ဘူနေတဲ့သူစိတ်ညစ်နေတဲ့သူဆိုရင်တော့ဘယ်တတ်နိုင်ပါ့မလဲကို့အတွေးနဲ့ကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုရင်တော့မှဝင်လာတဲ့အတွေးတွေအကုန်လုံးကဘူနေတဲ့အတွေးတွေစိတ်ညစ်စရာအတွေးတွေကြီးပဲဖြစ်နေမှာပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က morning news ကိုလည်းဖြတ်ပြရနံပါတ်3က morning news မနက်ခင်းသတင်းများ morning news တွေကဘာနဲ့တူတယ်လဲဆိုရင် stress fulfill နဲ့တူတယ်တော်မီတွေလောင်ရေတွေကြီးမုန်တိုင်းတွေရတိုက်ဟိုကောင်ကအတုံးမကြဒီကောင်ကအတုံးကြဒီမေကအတုံးမကြကောင်းတာတခုမှမရှိဘူးကျွန်တော်တို့အုံနောက်ကကြတော့အိယာထားကစားအချိန်မှာအသိမ်မွေဆုံးပဲအဲ့ဒီအချိန်မှာအုံနောက်က plastic အဖြစ်ဆုံးအချိန် program လုပ်ဖို့အကောင်းဆုံးအချိန်ပဲအဲ့လိုအချိန်မျိုးမှာကြာမှာကျွန်တော်တို့တွေကဘာလုပ်ကြလဲ stress buffet စားကြတယ်လေနော်တကယ်တော့ဒီဟာတွေကကိုယ်လည်းဘာမှလုပ်လို့မရတဲ့အပူပင်နေမနက်စောစောစီးစီးမှမသိရလေကောင်းလေပဲကျွန်တော်ဆိုရင်မနက်စောကြီးမှာဖုန်းမသုံးပြတော့ coffee တောက်ရင်အေးဆေးဆေးလေးပဲထိုင်ရတော့ cortisol တွေပါလေမတက်တော့ဘူးသိရမလားကျွန်တော်ဆိုရင်အိယာထထကျဲမှာ mobile phone မသုံးပြတာတစ်နှစ်တောင်ကျော်သွားရင်အရင်ထက်ပိုပြီးတော့ခေါင်းရှင်းတယ်လို့ထင်မိတယ်2024တော့ဆိုရင် morning news တွေတအားကြည့်ပြတယ် geopolitics နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတအားကြည့်ပြတယ်အခုကျတော့မကြည့်ပြတော့ကြည့်မယ်ဆိုရင်တော့မှညာဘက်ကျမှပဲကြည့်ပြတော့ဘာဖြစ်လို့လဲဆိုတော့မနက်ပိုင်းမှာမကောင်းတာတွေကြည့်မိထားတယ်ဆိုရင်အဲ့ဒီကိုကြည့်ထားတဲ့ဟာတွေကတနေ့ကိုခေါင်းထဲမှာရှိတယ်တစ်ချက်ကြာရင်ပြန်ပေါ်လာတတ်အဲ့ဒါကြောင့်ကျွန်တော်တော့မကြိုက်ကြည့်ရတာမတန်ကြည့်မယ်ဆိုရင်တော့မှညာပိုင်းလောက်ပဲကြည့်တော့အဲ့ဒါကြောင့် normal morning news ဒီအကျင့်၄မျိုးကတော့ဒီနှစ်မှာဖျောက်ပြတဲ့အကျင့်တွေပါပဲနံပါတ်1ကနောက်ခံဆူညံတဲ့ background noise တစ်ခုမဟုတ်တစ်ခုအများအား play ထားတာနံပါတ်2ကကြတော့ get feeling လွတ်နေတဲ့အချိန်တွေကိုတာဝန်တစ်ခုမဟုတ်တစ်ခုလှုပ်ရှားရှိရဲ့ကိစ္စတစ်ခုမဟုတ်တစ်ခုနဲ့အများအားလိုက်ဖြည့်တတ်တဲ့အကျင့်နံပါတ်3ကကြတော့ morning news မနက်ခင်းသတင်းတွေကိုမကြည့်နဲ့ဖြတ်ပြစ်ကြည့်မယ်ဆိုရင်တော့ညရောက်မှကြည့်
နံပါတ်4ကကြတော့ကိုယ့်ကိုယ်ကိုမကောင်းပြောတတ်တဲ့အချက် negative self talk အဲ့ဒီအချက်တွေကတော့ဖြောက်ကိုဖြောက်ပြတဲ့မဖြောက်နိုင်ဘူးဆိုရင်တော့မှရှော့ချနိုင်ကြတော့ရှော့ချတဲ့အဲ့ဒီအချက်လေးမျိုးကတော့တကယ်ကို modern ပြဿနာတွေကြီးပဲအခုလက်ရှိခေတ်မှာကြုံတွေ့နေရတဲ့ပြဿနာတွေကြီးပဲသတိထားမိလားသူတို့တွေအကုန်လုံးက smartphone တို့ YouTube တို့ Netflix တို့ပေါ်လာတဲ့ခေတ်ကြမှာဖြစ်လာတဲ့ပြဿနာတွေဒီ smartphone တွေနဲ့ပတ်သက်တဲ့ပြဿနာကလည်းတော်တော်တော့ရှုပ်တယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ကျွန်တော်ကကြတော့ဘယ်ထဲမှာပါတယ်လဲဆိုရင်ဒီပြဿနာတွေကဤပညာကုမ္ပဏီတွေနဲ့မပတ်သက်ဘူးဤပညာကုမ္ပဏီတွေမှာတာဝန်မရှိဘူးကျွန်တော်တို့လူတစ်ယောက်ချင်းစီမှာပဲတာဝန်ရှိတယ်လို့ယူဆတဲ့အဖွဲ့ထဲမှာကျွန်တော်ပါတယ်သိတယ်မဟုတ်လားခုခေတ်မှာအုံနောက်နဲ့ပတ်သက်တဲ့ပြဿနာတွေ social media တွေနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်နေကြတယ်ဆိုရင်ဂိုင်းကနှစ်ဂိုင်းကွဲနေတယ်တဂိုင်းကကြတော့ဒီလိုဖြစ်နေတာတွေကဤပညာကုမ္ပဏီတွေမှာတာဝန်ရှိတယ်လို့ယူဆတဲ့ဂိုင်းတဂိုင်းကကြတော့ဤပညာကုမ္ပဏီတွေနဲ့လည်းမဆိုင်ဘူးဤပညာတွေနဲ့လည်းမဆိုင်ဘူးကျွန်တော်တို့လူတစ်ယောက်ချင်းစီမှာပဲတာဝန်ရှိတယ်ဒီကိစ္စတွေဒီပြဿနာတွေက personal responsibility တွေပါလို့ယူဆတဲ့ဂိုင်းကနှစ်မျိုးကွဲနေအဲ့တော့ဘာဖြစ်လဲအဲ့ဒီကြောင့်သိကြရင်တော့ဒီဗီဒီယိုထဲမှာကြည့်လို့ရပါ Thank you for watching ပါအောင်မြင်မှုတွေပိုများကြပါစေ